မင်းကလေးဟာသူမရဲ့အဖေကအရွယ်ကြီးတဲ့လူတစ်ယောက်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းတာကိုမခံနိုင်ပဲအိမ်ကနေထွက်ပြေးသွားပါတယ်လမ်းမှာတော့ကျောင်းကရန်ကင်းသမားတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်သူဟာမင်းကလေးရဲ့အဖေဘက်ကလိုက်လာတဲ့လူတွေကိုမောင်းထုတ်ပေးခဲ့ပါတယ်မင်းကလေးကသူမရဲ့လက်ကျန်ငွေ20ကိုထုတ်ပေးပြီးခဏလောက်ကာကွယ်ပေးနိုင်မလားလို့မေးပါတယ်ဒါပေမဲ့အဲ့ဒီလူက20ကငါ့ကိုကာကွယ်ပေးဖို့မလုံလောက်ဘူးလို့ပြန်ပြောပြီးသူမကိုနမ်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်အချစ်ဖြစ်သွားကြပြီးစုံတွဲတွဲအဖြစ်နေထိုင်ကြပါတယ်ဒါပေမဲ့မင်းကလေးကအဲ့ဒီလူမှာအလွန်ပိုင်ဆိုင်လို့စိတ်ပြင်းထန်နေတာကိုသိလာပါတယ်အခြားမျိုးသားတွေသူမနာကိုမလာစေချင်ဘူးဒီလိုထိန်းချုပ်မှုကြောင့်သူမကြောက်ရွံ့လာပါတယ်နောက်ဆုံးမှာမင်းကလေးကလွတ်မြောက်ခွင့်တောင်းပြီးသူကသဘောတူလိုက်ပါတယ်6နှစ်ကြာမှာတော့မင်းကလေးဟာမိခင်ရဲ့ပစ္စည်းတွေပြန်ယူဖို့အိမ်ပြန်လာပါတယ်အဲ့ဒီအချိန်မှာသူမဟာအမဖြစ်သူအစားချမ်းသာတဲ့လူတစ်ယောက်နဲ့လက်ထပ်လိုက်ရပါတယ်အမကတော့အဲ့ဒီချမ်းသာတဲ့လူဟာမျက်နှာဆိုးပြီးစိတ်ဆိုးလွယ်တယ်လို့ပြောပါတယ်မင်းကလေးဟာစိတ်လှုပ်ရှားစွာနဲ့ချမ်းသာတဲ့လူရဲ့အခန်းထဲဝင်သွားပါတယ်သူ့ရဲ့အတန်ကိုကြားလိုက်တဲ့အခါအရင်လူနဲ့တူနေတာကိုသတိထားမိပါတယ်ဒါပေမဲ့သူဟာမျက်နှာဖုံးဝတ်ထားပါတယ်သူနီးကပ်လာချိန်မှာမင်းကလေးကရေချိုးချင်တယ်လို့ပြောပြီးအချိန်ဆွဲလိုက်ပါတယ်သူမမသိခဲ့တာကတော့အဲ့ဒီချမ်းသာတဲ့လူဟာအရင်လူတစ်ယောက်ပဲဖြစ်ပါတယ်သူကအလုပ်သမားကိုမင်းကလေးရဲ့နှိုးတဲ့အိတ်ဆေးထည့်ခိုင်းလိုက်ပါတယ်မင်းကလေးအိပ်ပျော်သွားတဲ့နောက်သူမဘေးကိုလာပြီးနောက်ဆုံးတော့မင်းကဘေးကိုပြန်လာခဲ့ပြီလို့ပြောပါတယ်နောက်နေ့မနက်မှာမင်းကလေးနိုးလာတဲ့အခါသူ့ဘေးမှာအဲ့ဒီလူလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်တန်တရားရှိနေတဲ့သူမဟာသူ့ရဲ့မျက်နှာဖုံးကိုဖြုတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်